မင်္ဂလာပါကျွန်တော်အခုလာပြီးတော့ထိုင်းပြည်40လုံးကိုပေါ့နော်ကျွန်တော်မြန်မာလိုလေးနဲ့တကွာပြီးတော့ပုံလေးနဲ့တကွာအတိတ်ပဲလေးတွေကိုကျွန်တော် live ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ကကျွန်တော်နဲ့အတူသွားပြီးတော့လေ့လာကြရအောင်ကောကိုင်မြန်မာလိုကာကြီးဖြစ်ပါတယ်ခေါ်ခိုင်မြန်မာလိုခါခွေဖြစ်ပါတယ်ခေါ်ခုဝတ်မြန်မာလိုခါခွေပါပဲခေါ်ခွိုင်းဒါလည်းခါခွေပါပဲခေါ်ခွန်ဒါလည်းခါခွေတတ်ပါပဲခေါ်ရခန်ဒါလည်းခါခွေတတ်ပါပဲငေါငူဒါတော့ငါအတတ်ပါကြောကြန်ဖြစ်ပါတယ်ချောရှင်ချောရှန်စောဆိုချောကချေယောဖူရင်ဒါတော့ရပ်လက်အတန်သွားမှာပဲဒေါ်ရှဒါဆိုတာတွေပဲရောက်တယ်တောပတ္တဒါလည်းစောနာလိုပဲတာအတန်ထွက်မယ်ထောฐานဒါတော့ထားစင်တူအတန်ပေါ့နော်ထောနာမုံထိုဒါလည်းထားစင်တူပါပဲထောဖူထောက်ဒါလည်းထားစင်တူပါပဲနော်နင်းဒါတော့နာငယ်ပိုင်းဖြစ်ပါတယ်ဒေါ်ဒေဒါတော့ဓာတ်တွေအတန်ဖြစ်ပါတယ်တောတောင်ဒါလည်းတာအတန်ဖြစ်ပါတယ်ထောထုံဒါတော့ထားစင်တူအတန်ပါထောထဟန်ဒါလည်းထားစင်တူပါပဲထောထုံဒါလည်းထားစင်တူပါပဲနော်နူဒါတော့နာငယ်ပေါ်ပိုင်မိုင်းဒါတော့ပါကုံပေါ်ပလာဒါတော့ပါဆောင်ဖော်ဖွန်းဖော်ဖာဖော်ဖန်ဖော်ဖန်ဖော်စံဖောင်းမော်မာယောยัดรอเรือลอลิงဒါတော့လာအတန်ထွက်ပါတယ်ဝေါ်ဝင်ဒါတော့ဝါတန်ဒီတန်မရှိပါတယ်စောဆာလာစောရုစီစောเสือဟောဟစ်ဒါတော့ဟာအတန်ဖြစ်ပါတယ်လောကျူလာဒါတော့လာအတန်ပါအောအန်ဒါတော့အပါဟောနိုဟုဒါတော့ဟာအတန်ပဲဖြစ်ပါတယ်